လေလံမှာစိတ်ဝင်စားဖို့ကောင်းတဲ့ကားတစ်စီးတွေ့ခဲ့ပါတယ်။ Mercedes-Benz C350E Hybrid 2016 model ကိုလေလံဖွင့်ဈေးက2,490,000နဲ့စဖွင့်ထားပါတယ်။ Market ထဲမှာတော့ condition နဲ့ history ပေါ်မူတည်ပြီးဘတ်5သိန်းဝန်းကျင်အထိရှိတတ်ပါတယ်။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကဒီကားကဖွင့်ဈေးနဲ့တင်လေလံအောင်သွားတာပါ။နောက်ထပ်သတိထားမိတဲ့အချက်တစ်ခုကအုံနာပုံမှာအမည်လွှဲပြောင်းထားတဲ့မှတ်တမ်း9ချိန်ရှိတယ်လို့လေလံကစစ်ဆေးချက်မှာပြောထားပါတယ်။အုံနာအချင်းကြီးများတယ်ဆိုတာကားမကောင်းဘူးလို့ဒါရိုက်မဆိုလိုပါဘူး။ဒါပေမဲ့ဒီလိုအုံနာအချင်းကြီးများတဲ့ကားကိုဝင်မယ်ဆိုရင်ရနိုင်တဲ့ history မှတ်တမ်းတွေလေလံ report နဲ့ကားရဲ့လက်ရှိ condition ကိုတေချာစစ်ပြီးမှသာဆုံးဖြတ်သင့်ပါတယ်။ဒီလန်ကားဝယ်တဲ့အခါဈေးသက်သာတာတစ်ခုတည်းကိုမကြည့်ပဲရနိုင်တဲ့ history နဲ့ condition ကိုပါတေချာစစ်ဆေးမှမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်မှာပါမိတ်ဆွေဆိုရင်ဒီ Mercedes-Benz ကို2,490,000ဘတ်နဲ့စဉ်းစားမလားcomment မှာပြောသွားလိုက်ပါခင်ဗျာထိုင်းမှာကားဝယ်ယူဖို့အတွက်စစ်ဆေးပေးရန်နဲ့တိုင်ပင်ဆွေးနွေးပေးဖို့ဝန်ဆောင်မှုလိုအပ်ပါကရှောက် H Auto ကိုဆက်သွယ်လိုက်ပါခင်ဗျာ